ငလင်လှုပ်သွားတာကြောင့်ရေအရင်းမြစ်တွေထဲယောဂပိုးမွှားတွေဝင်နေနိုင်ပါတယ်။တောက်သုံးရည်တန့်ရှင်းမှုကအခုကာလမှာတိတ်ကိုအရေးကြီးတာပါ။ဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တော့တန့်စင်ထားတဲ့တောက်ရည်တန့်ဘူးတွေကိုတောက်ပါ။ဒါပေမဲ့လည်းရေတန့်မရနိုင်တဲ့နေရာတွေမလို့တွင်းရည်ဘုံပါရည်တွေတောက်မယ်ဆိုရင်လည်းရေကို3မိနစ်လောက်ပို့ပွက်စုအောင်ကြိုပြီးမှပဲတောက်ကြပါ။ပြီးတော့ရေတန့်ဆေးပြားတွေလှူတဲ့သူရှိလို့ဖြစ်ဖြစ်ဝယ်ပြီးတော့ပဲဖြစ်ဖြစ်ရေတန့်ဆေးပြားနဲ့တန့်စင်ပြီးတော့ရေကိုတောက်ပါ။အဲ့ဒီလိုကြိုချက်ထားပြီးတဲ့ရေတန့်စင်ထားပြီးတဲ့ရေတွေကိုလည်းတန့်ရှင်းပြီးအဖုံးပါတဲ့ခွက်ပလင်းတွေထဲမှာတင်စီပြီးတော့တောက်သုံးပါနော်အရေးကြီးတာကတော့စားတောက်တာတွေမလုပ်ခင်တိုင်းမှာလက်ကိုတန့်ရှင်းတဲ့ရေနဲ့တေးသေးချာချာဆေးကြောဖို့ပါပဲဒီချက်တွေကိုသတိထားပြီးတဘာဝဘေးအလွန်ကူးစက်ရောဂါတွေကိုကာကွယ်ကြရအောင်ပါ